လက်ရှိရတော့ကျွန်တော်တို့1 platform ပုံစံပေါ့နော်senior engineer ကြီးတယောက်ကအုပ်ဆောင်မယ်နောက်က junior engineer ကြီးကရိုက်ပြီးတော့စစ်ဆေးရပုံပေါ့ဒီပြင်ဒီတေးသေးလေးဒီဆိုင်လေးတေးသေးလေးကိုလိုလို့လားလို့မေးရင်နော်လိုလို့တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရည်ရွယ်ချက်ကဘာလဲလို့မေးရရင်ကျွန်တော်တို့ဒီလိုမျိုးတယောက်ခဲနဲ့ဆက်လို့ရတဲ့ပြင်ကိုလက်ရှိ၄ယောက်ဆင်းနေရဲ့အဲ့၄ယောက်ဟာဒီနေ့မှာတယောက်ခဲနဲ့ဒီလိုပြင်မျိုးကိုဆက်နိုင်တဲ့အခြေချင်းရှိတဲ့ engineer ကြီးဖြစ်လာအောင်ကျွန်တော်တို့ပြုစုပြောင်းထောင်ပေးနေရဖြစ်ပါတယ်လက်ရှိဒီပြင်မှာဒီလို၄ယောက်မဆက်လဲဘာမှမဖြစ်ဘူးပေါ့နော်ဒါပေမဲ့သူတို့ကိုကျွန်တော်တို့ဆက်ခိုင်းနေတင်ကြားပေးတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီနေရာမှာကျွန်တော်ကလုံးငီရာကိုပြဖို့တက်ပဲကျွန်တော်တို့လိုက်ကန်ဆောင်ရွက်တာဖြစ်ပါတယ်အခုတကယ်ကလက်ရှိစစ်ဆေးနေတဲ့ဖွဲ့ကဒီဘက်မှာဖြစ်ပါတယ်အကြီးရနေပြီးတော့အငယ်ကိုတင်ကြားပေးတဲ့ပုံစံအငယ်ငယ်ငယ်ရဲ့ဒေတာလိုက်ကန်ပြီးတော့လေးကာနေတဲ့ပုံစံမျိုးဖြစ်ခဲ့ပေါ့နော်ဒါမှသာခင်နောက်တစ်ချိန်မှာကျွန်တော်တို့ project တွေအရင်များလာတဲ့အချိန်တွေမှာလည်းလက်ရှိ junior လူတွေကဖြည်းဖြည်းတိုးတက်လာမှသာခင်သူတို့တွေက senior level မှာအများကြီးဒီလိုဟာမျိုးတွေကိုပို့တိုင်းစစ်ဆေးပို့တိုင်းလုပ်နိုင်တဲ့အနေအထားကြီးရောက်လာမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုမျိုးစဉ်ဆက်မပြတ်ပါဘူးကျွန်တော်တို့ဒီမှာရှိနေတဲ့ engineer တွေကိုလည်းပို့ပြီးတိုးတက်အောင်သင်ကြားပေးနေရမျိုးကြီးရှိပါတယ်ကျွန်တော်တို့ဘယ်လိုလုပ်နေရဲကျွန်တော်တို့ဘယ်လိုသွားနေရဲဆိုတာလေးသိတာအောင်တင်ပြပေးတာပဲဖြစ်ပါတယ်ခင်ဗျာ